ချင်မတိုင်ခင်မှာဒီဘက်ကမထွက်ခင်မှာတော့စပင်ဘလူးမျိုးလေးအင်းင်းထားတင်တယ်အဲ့လိုရှင်တချင်ပြီးလို့စပင်ကြီးတက်စီးနေရောပေါ့နော်ကျွန်တော်တို့ကဘလူးမျိုးလေးပြန်ရောမှာ recover ပြန်လုပ်ပေးရပါတယ်အဲ့ဒါလေးဆက်ဆက်လုပ်ပြရပြီပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခုပြောချင်တာကလေစနာတို့တော်တော်များများပေါ့နော်ဒီတကြံမရောက်ခင်မှာလုပ်လို့ရတဲ့ဟာပါလဲဆိုတော့じゃစပင် hair treatment ပေါင်းတာပေါ့အဲ့ကောင်ကကြတော့အနည်းဆုံးတွားလေတပတ်ကိုတစ်ခေါက်ပေါ့ hair treatment လေးပေါင်းပြီးလို့ရတယ်ဒါတော့သူကမပြတ်စီးခင်မှာထိမ့်သိမ့်တဲ့သဘောအကယ်၍တကြံပြီးတော့ပြန်လာပြီဆိုတိချရတယ်သူကနေရောင်တန်ရဲ့ရေရဲ့တန်ရဲ့ကြောင့်စပင်စနာကသူက6ဝါပြီးတော့ဖွာသွားတတ်တယ်အဲ့အတွက်လုပ်လို့ရတာကြတော့ protein treatment ပေါ့နော် Serum V47 စိုင်တိုင်းမှာ protein treatment ဆိုတာရှိရယ် protein treatment ကဘာအတွက်ကောင်းလဲဆိုလို့ရှိရင်စနာရဲ့6ပြီးဖွာနေတဲ့စနာရဲ့အတွက်ကိုသူကစီတဲ့ဖြစ်ပြရပေါ့နော်စနာကိုသူကပြောင်းလေးဖြစ်သွားမယ်သူကတော့တစ်လောက်ကိုတစ်ချိန်လုပ်ပြီးရရပေါ့soft spray ပေါ့ဒါကတော့တကြံမရောက်ခင်မှာရောတကြံအတွင်းမှာပါအသုံးပြုလို့ရရယ်ဒီကောင်ကကြတော့တကြံရှောက်နေနေတဲ့အခါမျိုးမှာလဲအိတ်ဆောင်ဖြစ်ပေါ့နော်တိမ်ဝါလူလွယ်ကူရယ်ပေါ့ဒီကောင်ကစနာရဲ6ပြီးတော့ညှိနေတဲ့အခါမျိုးဖီးလို့မရတဲ့အခါမျိုးဥပမာကွာတကြံသွားလည်နေတဲ့ main ကလေးတွေတော်တော်များများစပင်းချတတ်တယ်ပေါ့အဲ့လိုမျိုးရှင်ဆိုရင်စပင်းကအရင်ညှိပြီးတော့လုံးပြီးမလာတော့ကွာအဲ့မျိုးရှင်ဆိုရင်ဒီကောင်လေးကိုဆောင်းဝါတင်တယ်ဒီကောင်လေးကဖြန်းလိုက်မယ်ဖြန်းပြီးလို့ရှင်ဘီလင်းနဲ့တော့အလွယ်တကူပြန်ဖီးလို့ရရယ်ပေါ့